သာသနာတော်နှစ်2550ခုနှစ်ကောဇာတက္ကရာ1385ခုနှစ်ဝါဆိုလဆန်း6ရက်2013ခုနှစ်ဇူလိုင်လ13ရက်ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ်သာသနာရေးဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနသဝတိရိဗိမာန်တော်အတွင်းဆင်းရင်ကျင်းပပြုလုပ်အပ်သည့်သာသနာပူဇာမြတ်မင်္ဂလာတရားအလှူတော်ဓမ္မသဘင်အခမ်းအနား၌မရမ်းကုန်းမြို့နယ်မစိုးရိမ်လမ်းသွယ်နှစ်အမှတ်70နှစ်ဖက်မိဘများအာရည်စု၍ဦးဆိုင်ဖိုးချစ်ဒေါ်နန်းခမ်းလိုင်းရွှေအလင်းအိမ်ကားဆာဗစ်မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း3တရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေတွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်မှသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိယောစာအသက်ချင်းလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစေဝံကိုရောဤပင်မခြင်းသို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတသတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း3ဒုက္ခရစရိယာလို့ခေါ်တဲ့တမန်ပုဂ္ဂိုလ်တွေစိတ်ကူးတဲ့တောင်မထဲ့ဝန်းလောက်အောင်ခန္ဓာကိုယ်ပင်ပန်းခံပြီးတော့အသိဉာဏ်တူရလိမ့်မလားလို့ဘုရားလောင်းတော်ဟာကျူပန်အထုတ်ခဲ့တာတောထွက်လာတဲ့အချိန်ကစပြီးတရားစူးစမ်းရှာဖွေတာ6နှစ်လောက်အချိန်ရသွားတယ်ပေါ့အဲ့ဒီမှာဒုက္ခရစရိယာကျင့်တာ6နှစ်တော့မဟုတ်ဘူးရှေ့ပိုင်းကတော့အာလာရကာလမဆိုတဲ့ဆရာကြီးထံနေခံပြီးတော့သမထအကျင့်ကိုအောင်မြင်ပေါက်ရအောင်ကျင့်ခဲ့တယ်ဒုတိယဥဒကရမဗုဒ္ဓဆရာကြီးရဲ့နိနာနေတယခံပြီးတော့သမထကျင့်စဉ်တစ်ခုကိုအောင်မြင်ပေါက်ရအောင်ကျင့်ခဲ့တယ်အဲ့ဒီကျင့်ပြီးတဲ့နောက်မှာဒ
ထိုခေတ်ကာလမှာခေတ်စားနေတဲ့ခန္ဓာကိုယ်ပင်ပန်းခံပြီးတော့ကျင့်ရတဲ့အကျင့်အဲ့ဒီအကျင့်ကိုကျင့်ကြံကြိုးကိုအားထုတ်တယ်တပတ်အကျင့်လို့ခေါ်တယ်။ရောင်များစွာသောအကျင့်တွေကအလွန်ခက်ခဲပင်ပန်းလာတဲ့အကျင့်ကိုကျင့်လိုက်လို့ခန္ဓာကိုယ်ဟာပိန်ချုံးသွားပြီးအယိုးပေါ်အရေးတင်မသေးမရှင်အနေထားမျိုးရောက်သွားသည့်ထိအောင်ဆင်းရဲပင်ပန်းမှုကိုခံရတယ်။အဲ့ဒီမှာပြန်ပြီးတော့စဉ်းစားမိတာဒီလိုအမတန်မှပြင်းထန်တဲ့ဒုက္ခရစရိယအကျင့်ကိုရှေးတုန်းကကျင့်ကြံကြိုးကုပ်အားထုတ်တယ်လို့ဆိုတာလည်းပဲငါကျင့်တဲ့အတိုင်းတာတဲ့တော့မပူနိုင်ဘူးခဏခေတ်မှာကျင့်နေတဲ့ပုဂ္ဂိုလ်တွေဟာလည်းငါကျင့်တဲ့အတိုင်းတာတဲ့မပူဘူးနောက်ကျင့်မဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲဒီအတိုင်းတာတဲ့တော့ပူပြီးတော့ဘယ်သူမှမကျင့်နိုင်ဘူးလမ်းဆုံးရောက်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်ခဲ့တယ်ပြန်စဉ်းစားကြည့်တာဒီအကျင့်ဖြင့်တော့အသိဉာဏ်တစ်ခုဘာမှရမလာဘူးသို့တော့ဒီအကျင့်နဲ့ပတ်သက်ပြီးတော့အလောင်းတော်ဟာဖះအလောင်းတော်ဟာစိတ်ပြတ်သွားတာမဟုတ်ဘူးကျင့်ကြံကြိုးကုပ်အားထုတ်တဲ့သူ့ရဲ့ကျင့်စဉ်နဲ့ပတ်သက်ပြီးပြန်လီဆင်ញင်သုံးသပ်ထားတာဖြစ်တယ်ပေါ့ဒီအလုပ်တွေဟာမအောင်မြင်တော့ပါဘူးအေးစေးစေးနန်းတော်ပြန်ပြီးတော့မိသားစုဘဝနဲ့နေမယ်ဆိုတဲ့အတွေးလုံးဝမရှိဘူးလုံးဝမရှိဘူးငါသွားနေတဲ့လမ်းကြောင်းဟာမှန်ကန်မှုရှိမယ်မတင်သေးဘူးနောက်ကျမ်းပြန်လှည့်မှာတော့မဟုတ်ဘူးတိယာနုခောအညောမခောဘောရာယအတိညာဏ်ရဖို့အတွက်ဒီလမ်းကတော့မဟုတ်ဘူးတခြားလမ်းရှိနိုင်သေးတယ်လို့စိတ်ထဲမှာကြံတွေးတာနော်အဲ့ဒါအင်မတန်မှအတူယူစရာကောင်းတဲ့အချက်တစ်ခုပဲလောကလူတွေဟာတစုံတစ်ခုလုံးလို့အောင်မြင်မှုမရတော့ဘူးဆိုပြီးတော့စိတ်ပြက်ပြီးနောက်ဆုတ်သွားကြတဲ့လူကများတယ်လေကိုယ့်ရဲ့ရည်ရွယ်ချက်မအောင်မြင်လို့ရှိရင်ပြန်လီဆင်ញင်သုံးသပ်မှုကိုမလုပ်ဖဲနဲ့မဖြစ်ပါဘူးဆိုပြီးတော့လှုပ်လက်စအလုပ်တွေဆက်မလုပ်တော့ပဲရည်ရွယ်ချက်ကိုဆက်ပြီးတော့အကောင့်ထဲမဖော်တော့ပဲနဲ့နောက်ကြောင်းပြန်လှည့်သွားတာတွေပဲများတယ်ဖះလောင်းတော်ကတော့နောက်ကြောင်းပြန်လှည့်ဖို့လုံးဝမစင်စားဘူးဘလောက်ပဲဆင်းရဲကျင့်ကြံကြိုးကုပ်အားထုတ်လာတဲ့ဖြစ်ကျင့်ကြံကြိုးကုပ်အားထုတ်လာလို့ခံစားရတဲ့ဆင်းရဲဒုက္ခဟာသူ့စိတ်ကိုလွှမ်းမိုးမသွားနိုင်ပါဘူးစိတ်ကသာဒုက္ခကိုလွှမ်းမိုးထားတယ်အင်တမခိုင်မာတဲ့စိတ်ဓာတ်လို့ဒီလိုပြောခုခေတ်လိုပြောရဆိုရင်သိခေါင်းမာတယ်ပေါ့နော်နောက်ပြန်လှည့်ဖို့မစင်စားဘူးခေါင်းမာတယ်သူစဉ်းစားတာဘာလဲလို့ဆိုရင်တိယာနုခောအညောမက်ခောဘောရာယဒီလမ်းကတော့လမ်းဆုံးနေပြီငါလောက်ဒီတဲ့ပို့ပြီးတော့ပြင်းပြင်းထန်ထန်ကျင့်နိုင်မဲ့အခြေအနေမျိုးဟာမရှိနိုင်ဘူးသူဟာအမြင့်ဆုံးအဆင့်ရောက်နေပြီအဲ့ဒီတော့အသိဉာဏ်တစ်ခုရဖို့ရအတွက်တခြားနိလန်ရှိနိုင်တယ်လို့ဆင်ញင်စဉ်းစားတဲ့အခါမှာခေါင်းထဲမှာဘာပေါ်လာတော့ဆိုငယ်စဉ်တုန်းကထက်လေဝင်လေလေးကိုမှတ်ပြီးတော့တမာတိစွမ်းအားတွေတက်လာပြီးစိတ်နှလုံးအေးချမ်းမှုလေးကိုခံစားခဲ့ရတာလေသွားတတိရတယ်အဲ့ဒါလို့တတိရတဲ့အခါကျတော့အေတေဝမေခောဘောဓာယအဲ့ဒီလမ်းကြောင်းကသာလျှင်အသိဉာဏ်ရမယ်လမ်းကြောင်းဖြစ်နိုင်တယ်ဖြစ်ရမယ်လို့ဆိုပြီးတော့လမ်းကြောင်းပြောင်းတော့မယ်ကျင့်တာကိုလက်လျှော့တာမဟုတ်ဘူးအသိဉာဏ်ရဖို့လုပ်ငန်းစဉ်ကိုလက်လျှော့လိုက်တာမဟုတ်ဘူးဒီလမ်းကြောင်းမှန်ကန်တဲ့လမ်းကြောင်းဖြစ်နိုင်တယ်အဲ့ဒီလမ်းကပြောင်းပြီးတော့ရှေ့ဆက်ရှောက်မယ်လို့
အဲ့ဒါလို့စဉ်းစားလိုက်တဲ့အခါမှာခန္ဓာကိုယ်ကကျမ်းမာရေးအနေထားအမြဲတမ်းချို့ယွင်းပြီးပိန်ချုံပြီးအားမရှိတဲ့အနေထားမျိုးရောက်သွားသည့်အတွက်ကြောင့်ခန္ဓာကိုယ်အင်အားတွေပြန်ပြီးတော့စုစည်းဖို့လိုအပ်လာတယ်။ဒါကြောင့်မို့အစာအာဟာရကိုနည်းနည်းတိုးပြီးတော့စားမှဖြစ်တော့မယ်လို့ဒီလမ်းကြောင်းကရှောက်မယ်ဆိုရင်အစာအာဟာရလိုအပ်တယ်ဆိုပြီးတော့အစာအာဟာရဆုံးခံပြီးတော့ဘုရားလောင်းဟာစတင်ပြီးတော့ဖုံးမေးလာတယ်အဲ့ဒါလို့ဖုံးမေးတဲ့အခါကျတော့အနိဗ္ဗာန်မှာစောင့်ကြည့်ပြီးဝေယဝိဆပြုနေကြတဲ့ကုဏ္ဏညအမှုရှိတဲ့ပစ္စဝဂီတွေကစိတ်ထဲမှာအလိုမကျအောင်ပြင်းပြင်းထန်ထန်ကျင့်နှုံးကမှထူးခြားတဲ့အသိဉာဏ်တူကိုမရတာအခုတော့လက်လျှော့သွားပြီအစာပြန်စားနေပြန်ပြီအစာပြန်စားပြီးတော့ကမ္မထအလောက်ကထွက်ခွာသွားပြီလို့အထွင်လွဲသွားတဲ့အခါမှာသူတို့ဟာစိတ်ပြက်သွားကြတယ်မျောလင်းချက်အာကိုတကြီးနဲ့ဘုရားအလောင်းအနီးမှာနေခဲ့ကြတော့လေနောက်ဆုံးမှာပင်ပင်ပန်းပန်းကျင့်တဲ့အကျင့်လမ်းဆုံးလို့အသိဉာဏ်မရတဲ့အခါမှာဘုရားအလောင်းကလမ်းစဉ်ပြောင်းလိုက်တဲ့အချိန်မှာပင်စဝဂီတွေကစိတ်ပြက်ပြီးတော့အနာနာမှာမနေတော့ဘူးဥရဝေလာတောကနေပြီးတော့18ယူဇနာကွာဝေးတဲ့ဗာရဏသီဘက်ထွက်သွားပြီးတော့ဣတိပတနာမှာသွားနေကြတယ်တဲ့ဆိုလိုတာကဘုရားနောက်ကနေလိုက်ပြီးတော့တရားဥနာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ဘုရားလောင်နောက်ကလိုက်ပြီးတရားဥနာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့နောက်ကနေလိုက်လာကြတဲ့ပစ္စဝဂီတွေဟာသူတို့မျှော်လင့်ချက်နဲ့မျှော်လင့်ချက်ကုံဆုံးသွားသည့်အတွက်ကြောင့်ဘုရားအလောင်းတော်နာမှာမနေကြဘဲနဲ့စွန့်ခွာသွားကြတယ်လို့ဆိုတဲ့အဓိပ္ပာယ်အဲ့ဒီအချိန်မှာအလောင်းတော်လေးဟာကာယဝိဝေကလို့ခေါ်တယ်အဖော်ဘယ်သူမှမရှိဘူးသိကောင်းတယ်အဖော်မရှိဘူးဆိုရင်မျက်စိထဲမှာလည်းဘယ်သူမှမမြင်ဘူးဘယ်သူစကားပြောတာမှလည်းမကြားရဘူးကိုတူးတယ်ဆိုတဲ့အတိဟာပို့ပြီးတော့စိတ်တည်ငြိမ်မှုကိုဖြစ်စေတယ်ကာယဝိဝေကလို့ခေါ်တယ်အဖော်မဲ့နေထိုင်ခြင်းသည်စိတ်တဝိဝေကလို့ဆိုတယ်စိတ်ရဲ့လွတ်လပ်မှုကိုဖြစ်ပေါ်စေတယ်ဟုတ်တယ်ခုခေတ်မှာလည်းတယောက်တည်းနေလို့ရှိရင်စိတ်ရဲ့လွတ်လပ်မှုရတာတော့မှန်တာပဲပေါ့သို့တော့ကောင်းတဲ့ကိစ္စမှာလွတ်လပ်မှုရရင်တော့ကောင်းတယ်အဖော်မရှိလို့တယောက်တည်းနေတဲ့အခါမှာတာမန်ပုထုဇဉ်ပုဂ္ဂိုလ်ရဲ့စိတ်ကတော့ကိုတယောက်တည်းဖြစ်ပြီဆိုလို့ရှိရင်စိတ်ကလွတ်သွားတယ်လွတ်သွားတဲ့အခါကောင်းတဲ့အလုပ်လုပ်ရမယ့်အစားမကောင်းတဲ့အလုပ်လုပ်မိတတ်သေးတယ်ပေါ့ဒါလေးကိုသတိထားဖို့လိုအပ်တာပေါ့အဖော်မဲ့လို့တယောက်တည်းဆိုတဲ့အချိန်လေးဒီအတိလေးဝင်လာတဲ့အခါမှာအကျိုးရှိတဲ့အလုပ်ဘာလုပ်ရမလဲလို့စဉ်းစားသင့်တယ်ပေါ့အဲ့ဒါလို့စဉ်းမစဉ်းပဲနဲ့ငါတယောက်တည်းပဲဘယ်သူမှမမြင်ဘူးငါလှုပ်ချင်အောင်လှုပ်တော့မယ်ဆိုရင်မကောင်းတဲ့အလုပ်ဖြစ်သွားတော့မှာပဲအေးကာယဝိဝေကဆိုတဲ့အဖော်ကင်းခွာပြီးတော့နေတဲ့အချိန်မှာစိတ်တဝိဝေကလို့ဆိုတယ်စိတ်ထဲမှာမမှန်ကန်တဲ့ကာမဂုဏ်အာယုန်တွေနဲ့အတွေးတွေမတွေးပဲနဲ့ဓမ္မအတွေးနဲ့နေနိုင်အောင်ကြိုးစားကြအောင်ပါဒါကြောင့်မို့ကာယဝိဝေကဖြစ်လာတဲ့အခါမှာဘုရားအလောင်းတော်လေးဟာစိတ်တဝိဝေကပိုရလာတယ်ပိုရလာသည့်အတွက်ကြောင့်ခန္ဓာကိုယ်အင်အားဖြစ်တင်းပြီးတော့တရားဓမ္မတွေဆက်လက်ပြီးတော့နှလုံးသွင်းနဲ့ကျင့်ကြံကြိုးကုပ်အထုတ်တယ်တရားရှာတဲ့အချိန်ဟာလည်းပဲအင်တန်ကြာညောင်းလာပြီ9နှစ်ကျော်လို့6နှစ်ထဲရောက်လာတဲ့အချိန်မှာသူ့ရဲ့လမ်းကြောင်းကိုပြောင်းပြီးတော့ကျင့်တော့အတော်အသင့်အင်အားလေးဖြစ်ထွန်းလာတဲ့အချိန်မှာတပ္ပထကျင့်စဉ်ကိုကျင့်လိုက်တယ်။ဘာနဲ့ကျင့်တာတော့ငယ်ငယ်တုန်းကနှလုံးသွင်းခဲ့တဲ့
အာနာပါနတတိဘာဝနာဆိုတဲ့အကျင့်ကိုကျင့်ထွက်လေဝင်လေကိုမှတ်ပြီးတော့စိတ်တွေကိုစူးစီးတယ်သမာဓိစွမ်းအားတွေရလာအောင်ကြိုးစားအထောက်တယ်တတိစွမ်းအားသမာဓိစွမ်းအားတွေတက်လာတာနဲ့တပြိုင်နက်ပထမအဆင့်ဆိုတဲ့ဇံကိုရတယ်ပထမဇံရတဲ့အခါမှာအရင်တုန်းကတာမန်ပုဂ္ဂိုလ်တွေမသိဘူးတဲ့မခံစားဘူးတဲ့ပုရုဇဉ်ပုဂ္ဂိုလ်တွေနဲ့အလှမ်းကွာဝေးနေတဲ့ဝိဝေကသပိတိဒုက္ခလို့ခန္ဓာကိုယ်လွတ်လပ်တယ်လို့စိတ်ဓာတ်ကလွတ်လပ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ပိတိဒုက္ခလို့ဆိုတဲ့နှစ်ချိုက်မှုချမ်းသာမှုဆိုတဲ့အရာကိုခံစားလာရတယ်သို့တော့အဲ့ဒီဇန်ချမ်းသာကိုခံစားရလို့ဇန်ချမ်းသာရဲ့လွှမ်းမိုးချုပ်ကင်ခြင်းဆိုတာမဖြစ်ဘူးများသောအားဖြင့်ပုရုဇဉ်ပုဂ္ဂိုလ်တွေဟာချမ်းသာတစ်ခုရလာပြီဆိုရင်အဲ့ဒီချမ်းသာရဲ့လွှမ်းမိုးမှုကိုခံလိုက်ကြရတယ်ခံလိုက်ရသည့်အတွက်ကြောင့်ချမ်းသာကိုတွေ့တာမှုဆိုတာတဏှာဝင်လာတတ်တယ်ဘုရားလောင်းကတော့ဟောဒီဇန်ချမ်းသာကလည်းဘုရားလောင်းရဲ့စိတ်ဓာတ်ကိုကုသိုလ်စိတ်ဓာတ်တွေကိုကုန်ခန်းသွားအောင်မလုပ်နိုင်ဘူးကုန်ခန်းသွားတယ်ဆိုတာအေးငါတမာရီတွေသိကောင်းတာပဲဒီလိုချမ်းသာမျိုးငါတခါမှမခံစားဘူးကောင်းလိုက်တာဒီချမ်းသာမျိုးငါခံစားနိုင်အောင်ကြိုးစားမယ်ကြံတဲ့လူတွေဒီချမ်းသာမခံစားရဘူးလို့ဆိုတဲ့အတွေးတွေဝင်လာပြီဆိုရင်လောဘတွေမာနတွေတက်လာတာဒါစိတ်ကိုလွှမ်းမိုးခံလိုက်ရတယ်လို့ဒီလိုဆိုလိုတာပဲအေးတာမန်တရားစခန်းလေးဝင်လို့တမာရီကောင်းလာရင်တောင်းပါပဲငါလိုတမာရီကောင်းတဲ့လူတခြားပုဂ္ဂိုလ်တွေငါလောက်တမာရီမကောင်းကြဘူးငါလောက်မထိုင်နိုင်ကြဘူးလို့ဆိုပြီးတော့ငါဟာဟုတ်လာပြီတရားဥတရားမြတ်ရလာပြီဆိုတဲ့အတွေးတွေဝင်လာတတ်တယ်ပေါ့အဲ့ဒါဟာစိတ်ကိုလွှမ်းမိုးခံရခြင်းတစ်ခုပဲပေါ့ဘုရားလောင်းလေးမှာအဲ့ဒီလိုတောင်လွှမ်းမိုးမခံရဘူးဒုက္ခဝေဒနာလို့ဆိုတဲ့ချမ်းသာကိုဒါချမ်းသာတယ်လို့သိတဲ့အဆင့်ပဲရှိတယ်ဒီချမ်းသာပေါ်မှာမက်မောတယ်တွေ့တာတယ်ချမ်းသာကိုအကြောင်းပြုပြီးတော့မာနတက်တယ်ဆိုတာဖြစ်မလားရှေ့ဆက်ပြီးတော့တမာတိစွမ်းအားကိုမြင့်လိုက်တဲ့အခါတမာတိစပိတိဒုက္ခတဲ့တမာတိဖြစ်ခြင်းကြောင့်ရလာတဲ့ပိတိဒုက္ခတိုးမြင့်ခံစားရပြန်တယ်အဲ့ဒီချမ်းသာကလည်းဘုရားလောင်းရဲ့စိတ်ဓာတ်ကိုလွှမ်းမိုးပြီးတော့မသွားနိုင်ဘူးတဲ့အဲ့ဒီကနေပြီးတော့ဆက်ပြီးတော့တမာတိစွမ်းအားကိုမြင့်လိုက်တဲ့အခါကျတော့နေပိတိကဒုက္ခတဲ့ပိတိမပါတဲ့ချမ်းသာပိတိကင်းမဲ့တဲ့ချမ်းသာမျိုးကိုခံစားရပြန်တယ်ပိတိမပါသည့်အတွက်ကြောင့်ချမ်းသာဒုက္ခဟာတည်ငြိမ်တဲ့ချမ်းသာဒုက္ခမျိုးဖြစ်လာအဲ့ဒီချမ်းသာဒုက္ခခံစားရတဲ့အခါမှာလည်းပဲချမ်းသာဒုက္ခကသူ့ရဲ့စိတ်ဓာတ်ကိုလွှမ်းမိုးမသွားဘူးတဲ့ဒါနဲ့ရှေ့ဆက်ပြီးတော့ကျင့်တယ်လွှမ်းမိုးခံရတယ်ဆိုရင်ဒီချမ်းသာလေးပေါ်မှာပဲတွေ့တာနေမှာပေါ့အဲ့ဒီလိုတွေ့တာသွားပြီဆိုရင်ဒုက္ခကလူကိုလွှမ်းမိုးတယ်လို့ခေါ်တယ်ဖះလောင်းကိုတော့မလွှမ်းမိုးနိုင်ဘူးမလွှမ်းမိုးနိုင်သည့်အတွက်ကြောင့်ဒီဒုက္ခကိုစွန့်ပယ်ပြီးတော့ရှေ့ဆက်သွားတယ်နောက်ဆုံးဥပိ္ပခာဒုက္ခလို့ခေါ်တယ်တမာရီစွမ်းအားတွေမြင်မာလာသည့်အတွက်ကြောင့်အနောက်ရှေ့ကင်းတဲ့ဒီငြိမ်သက်အေးချမ်းတဲ့ဥပိ္ပခာဒုက္ခဆိုတာကိုခံစားရပြန်တယ်ပေါ့အဲ့ဒါစတုထဇံချမ်းသာကိုခံစားရခြင်းပဲဖြစ်တယ်ဒီချမ်းသာကလည်းဘုရားလောင်းရဲ့စိတ်ဓာတ်ကိုလွှမ်းမိုးချုပ်ကင်နိုင်ခြင်းမရှိဘူးတဲ့ဟောချမ်းသာအစဉ်စဉ်ခံစားရပြီမဲ့လို့ဒီချမ်းသာတွေရဲ့လွှမ်းမိုးမှုမခံရဘူးအဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုသုံးတယ်လဲဆိုရင်ဥပ္ပန္နာပိဒုက္ခဝေဒနာဥပ္ပန္နာပိဒုက္ခဝေဒနာနစိတ်တံပရိယာဓာယဒိဋ္ဌတိငါစိတ်ကိုလွှမ်းမိုးပြီးတော့မတည်ပါဘူးတဲ့အဲ့ဒီချမ်းသာကစိတ်ကိုလွှမ်းမိုးချုပ်ကင်ထားခြင်းမရှိဘူးလို့ဆိုလို့
အဲ့ဒီလိုဇန်ချမ်းသာအစစ်စစ်အာနာပါနတတိအာနာပါနအာယုံကိုခြေခံပြီးတော့ကျင့်လိုက်တာဇန်၄ဆင့်ထိအောင်တမာတိစွမ်းအားတွေဟာမြင့်ပြီးတော့သွားလိုက်တယ်ဒီနေရာမှာစဉ်းစားစရာတစ်ခုရှိတယ်အာလာရကာလမစီနီးခံပြီးတော့ကျင့်နှုံးကရောဒီဇန်တွေမရခဲ့ဘူးလားဥဒကရမပုဒ္ဒစီမှာနီးခံပြီးကျင့်နှုံးကလည်းဒီဇန်တွေရခဲ့ဘူးတာပဲသို့တော့ဥတည်ချက်ချင်းမတူဘူးလို့ဒီလိုပြောအာလာရကာလမတို့ရဲ့ဥတည်ချက်ကဘယ်တော့ဆိုရင်ဘာမှမရှိတာကိုအာယုံပြုတ်ပြီးဘာမှမရှိဘူးလို့ဆိုတာနတ္ထိဘောပညာဆိုတာအရူပပထမဇန်ဆိုတဲ့စိတ်လေးဟာလုံးဝလက်ချံမရှိအောင်ပျောက်ကွယ်သွားပြီဆိုတဲ့မရှိမှုကိုအာယုံပြုတ်ပြီးတော့ရတဲ့အာဂိစညာယရဏဇံသို့မဟုတ်ရုပ်တရားတွေကိုလုံးဝဖယ်ရှားပစ်ပြီးတော့စိတ်တတ်တတ်ဖြစ်ပေါ်တဲ့ဘုံဘဝဆိုတဲ့ဥတည်ချက်နဲ့အထုတ်တာအဲ့ဒီဥတည်ချက်နဲ့သွားတာနောက်ဆုံးပြောရမယ်ဆိုရင်ဗြဟ္မပြေမှာနေဆထာဝရနေဖို့ဆိုတဲ့ဥတည်ချက်နဲ့သွားတာအဲ့တော့အဲ့ဒီဥတည်ချက်နဲ့သွားသည့်အတွက်ကြောင့်ရည်ရွယ်ချက်ချင်းပန်းတိုင်ထားခြင်းဟာမတူဘူးလို့ဒီလိုပြောဥဒကရမဗုဒ္ဓစီအာထုတ်တော့လည်းပဲဘဝက်လို့ဆိုတဲ့ဘုံအားဖြင့်ဘဝက်က32ဘုံရဲ့ထိပ်ဖြားမှာရှိတဲ့နေဝတင်ညာနာတင်ညာရဏဘုံရုပ်မဲ့တဲ့ဘဝနံတတ္တတာဖြစ်တဲ့ဘဝဒါဟာနေဆထာဝရဘုံဘဝကြီးပဲလို့အယူဆနဲ့နေဝတင်ညာနာတင်ညာရဏဘုံကိုဥတည်ပြီးတော့ကျင့်တဲ့အကျင့်တန်တရားထဲမှာဥတည်ပြီးတော့ကျင့်တဲ့အကျင့်တွေဖြစ်လို့ရည်ရွယ်ချက်ပန်းနိုင်ထားပုံချင်းမတူဘူးလို့အာနာပါနတတိကိုအခြေခံပြီးတော့ရလာတဲ့ပထမဇန်ဒုတိယဇန်တတိယဇန်ဆိုတာတဘာဝစွမ်းအားတွေကိုမိမောင်းထိုးပြနိုင်တဲ့တမာတိကိုအခြေခံလိုက်တာအခြေခံလိုက်ပြီးတော့ဒီတမာတိစွမ်းအားတွေနဲ့အလောင်းတော်လေးဟာစတုဒ္ဓဇန်လို့ဆိုတဲ့တမာတိအရှိန်မြင့်လိုက်တဲ့အခါအဲ့ဒီတမာတိရဲ့အကျိုးကျေးဇူးလို့ရက်လက်လို့ခေါ်ရတဲ့အဘိညာဉ်ဆိုတာကိုရလာဒါမို့တမာတိဘာဝနာရဲ့ရက်လက်ဟာဘာလဲလို့ဆိုရင်အဘိညာဉ်ပဲသူထူးခြားတဲ့အသိဉာဏ်တစ်မျိုးရလာတမာတိစွမ်းအားနဲ့မိမိဘဝနောက်ကျောင်းကိုပြန်ကြည့်နိုင်တဲ့ပုဗ္ဗေနိဝါဒနုတ္တိအဘိညာဉ်ဆိုတာကိုရလာအတိတ်ဘဝတွေကိုသိနိုင်တဲ့အနေအထားမျိုးတစ်ခုဖြစ်လာတယ်နောက်ဆုံးမှာဒီဘုရားလောင်းတော်လေးတရားကျင့်တဲ့အခါစတုထဇံအချိန်ကြီးရလို့အဘိညာဉ်တွေရလာတဲ့အခါမှာပုဗ္ဗေနိဝါဒနုတ္တိလို့ခေါ်တယ်အတိတ်ဘဝကိုပြန်သိနိုင်တဲ့အဘိညာဉ်ကိုရသွားတယ်အဲ့ဒီကနေတိုးမြင့်ပြီးတော့ကျင့်လိုက်တဲ့အခါကျတော့ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့တရားတွေအမတန်ဝေးလံတဲ့အရာမှရှိတဲ့တရားတွေဘဝတစ်ခုစွန့်လွတ်နေတဲ့တရားတွေဘဝတစ်ခုကိုရယူနေတဲ့တရားတွေကံအားလျော်စွာဘုံဘဝတွေမှာတဘဝကနေတဘဝတည်လိုက်ကြမွေးလိုက်ကြဆိုတဲ့တရားတွေအလုံးကိုတမာတိစွမ်းအားနဲ့ခြုံပြီးတော့ကြည်နိုင်တဲ့ဒိဗ္ဗစက္ခုဘိညာဉ်ဆိုတာရလာပြန်ပေါ့အဲ့ဒါလို့ပုဗ္ဗေနိဝါဒနုတ္တိဘိညာဉ်ဒိဗ္ဗစက္ခုအဘိညာဉ်ဒါဖြင့်ဒီဘိညာဉ်တွေတင်ရတယ်လို့တော့မအောင်မိတ်လိမ့်နဲ့ဖះအလောင်းတော်ဟာတမာတိစွမ်းအားနဲ့တခြားအဘိညာဉ်တွေလည်းရတယ်လို့ပဲဒီလိုမှတ်သားကြရမှာအဲ့ဒီကနေပြီးနောက်ဆုံးအဆင့်ရောက်တဲ့အခါကျတော့တမာတိကိုအခြေခံပြီးတော့
သဘာဝတရားတွေကိုဥလဲ့တယ်သဘာဝတရားတွေကိုဥလဲ့တယ်ဆိုတာတမာတိရဲ့တမာတိနဲ့ရှင်တွဲပြီးတော့ဖြစ်တဲ့နံတရားတွေရဲ့အဲ့ဒီဘက်ကိုဥလဲ့ပြီးတော့ဆင်ញင်သုံးသပ်ကြည့်လိုက်တဲ့အခါတမာတိဆိုတဲ့တရားကလည်းဖြစ်ပြီးရင်ပြတ်သွားတာပဲတမာတိနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့နံတရားအလုံးတွေဟာလည်းဖြစ်ပြီးရင်ပြတ်သွားတာပဲအဲ့ဒီတရားတွေကိုငါလို့ခေါ်စရာလည်းမရှိဘူးငါဟာလို့ပြောစရာလည်းမရှိဘူးအာနာပါနအာယုံကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့နန္တရားတသက်မြတာဖြစ်တယ်လို့ဒီအတိလေးရလာတယ်အဲ့ဒီနန္တရားတသက်မြတာဖြစ်တယ်ဒီအတိတွေဟာစိတ်ရဲ့တရားအခြေခံရုပ်ကိုအမိပြုပြီးတော့ဖြစ်လာကြတာလို့ဟောအခြေခံရုပ်ကိုလည်းတွေ့ရှိတယ်ဖြစ်ပေါ်လာတဲ့နံတရားတွေကိုလည်းဆင်ញင်သုံးသပ်လာနိုင်တယ်ဆင်ញင်သုံးသပ်လာနိုင်တဲ့အခါရုပ်နဲ့နံတရားဆိုတာမရှိဘူးငါဆိုတာမရှိဘူးငါဟာဆိုတာမရှိဘူးဇီဝဆိုတာမရှိဘူးခိုင်မြဲတယ်ဆိုတာတခုမှမရှိဘူးလို့ဟောဒီဝိပဿနာဉာဏ်အခြေခံရောက်လာဝင်လာတယ်အဲ့ဒီကနေဆက်ပြီးတော့ဒီတမာရီစွမ်းအားတွေဘာကြောင့်ဖြစ်တယ်တမာရီနဲ့ရှင်တွဲလာတဲ့နံတရားတွေဟာဘာကြောင့်ဖြစ်ရတယ်လဲဆိုတဲ့ဆံရအကြောင်းတရားတွေကိုပါတွဲဖက်ပြီးသိလာတဲ့ပစ္စယပရိက္ခဉာဏ်ဆိုတာလည်းရလာတယ်ဒီဉာဏ်တစ်ခုရလာပြီးတဲ့အခါမှာဒီသဘာဝတရားတွေရဲ့တာမင်ညလက္ခဏာလို့ခေါ်တယ်မမြဲတဲ့သဘောမမြဲခြင်းကြောင့်စိတ်ပြည့်စရာကောင်းတဲ့ဒုက္ခသဘောစိတ်ဖြစ်စရာကောင်းနေတဲ့အရာတစ်ခုကြီးဟာကိုယ်ဆန္ဒအတိုင်းဘာတစ်ခုမှမဖြစ်နိုင်ဘူးလို့ဆိုတဲ့အနတ္တသဘောဒီသဘောတွေနဲ့သုံးသပ်ရှုမြင်လာတဲ့အခါမှာဝိပဿနာဉာဏ်အစဉ်စဉ်တက်သွားတယ်တက်သွားပြီးတော့နောက်ဆုံးမှာအာတဝက္ခယလို့ခေါ်တယ်ကာမတဝဘဝတဝဒိဋ္ဌာတဝအဝိဇ္ဇာတဝလို့တရားတွေရဲ့တဏ္ဍာမှာနှစ်ပေါင်းရှိကြစွာစိန်ရည်များလို့ပဲတန်တရားကနေပြီးတော့နှစ်ပေါင်းရှိကြစွာဖြစ်ပြီးတရားတွေမေ့လျော့နေအောင်ရစ်မှုနေအောင်ဖန်တီးထားတဲ့တရားတွေရဲ့တဏ္ဍာမှာမပြတ်စည်းဝင်တတ်တဲ့ဒီတရားစိုးတွေကိုဖယ်ရှားပြစ်နိုင်နောက်ဆုံးမှလုံးဝရှင်းပြစ်နိုင်တဲ့အာတဝက္ခယဉာဏ်လို့ဆိုတာကိုရရှိသွားတယ်ရတဲ့အခါမှာပထမသောတပတ္တိမေကိုရတယ်ပြီးတော့မှသောတပတ္တိဖို့သဂရဂါမိမေသဂရဂါမိဖို့အနာဂါမိမေအနာဂါမိဖို့အရတ္တမေအရတ္တဖို့ဆိုတာရသွားတယ်အစဉ်တိုင်းရတာကြော်ပြီးတော့ရတာမဟုတ်ဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ဒီအလောင်းတော်ဟာသောတပန်သဂရဂံအနာဂံဖြစ်ပြီးတော့မှအာတဝက္ခယဉာဏ်လို့ဆိုတဲ့ဒီအရတ္တမေအရတ္တဖို့ရတာတဲ့စတုမေခပฏิပန္တိယမလေးပါအစဉ်တိုင်းဖြစ်တယ်အဲ့ဒါကိုတချို့ကထင်မှတ်တယ်ဘုရားဟာသောတပန်မဖြစ်ဘူးသဂရဂံမဖြစ်ဘူးအနာဂံမဖြစ်ဘဲနဲ့ဘုရားတန်းဖြစ်တယ်လို့ဒီလိုထင်တယ်မဟုတ်ဘူးမလေးပါဆိုတာကြော်သွားလို့မရဘူးเนาะစင်စက်မပြတ်တမာရီစွမ်းအားဉာဏ်စွမ်းအားတွေနဲ့သောတပတ္တိမေသောတပတ္တိဖို့ဖြစ်ပြီးတဲ့နောက်မှာဝိပဿနာစွမ်းအားမြင့်လို့သဂရဂါမိမြေသဂရဂါမိဖို့ဖြစ်တယ်ဝိပဿနာစွမ်းအားထပ်မြင့်တဲ့အခါမှာအနာဂါမိမေအနာဂါမိဖို့ဖြစ်တယ်ဝိပဿနာစွမ်းအားကိုအမြင့်ဆုံးထိအောင်တင်လိုက်တဲ့အခါမှာအရတ္တမေအရတ္တဖို့ဆိုတာအာတဝက္ခယဉာဏ်ကိုရအဲ့ဒီအချိန်မှာပါရမီဖြည့်စဉ်ကာလကစပြီးတော့နောက်ဆုံးမျောလင့်ထားတဲ့ဘုဒ္ဓသစ္စာလေးပါးကိုငါသိအောင်လုပ်မယ်ဆိုတဲ့ရည်မှန်းချက်ကြီးဟာပြည့်စုံအောင်မြင်ပြီးတော့သွားတယ်ဘုရားဖြစ်သွားတယ်လို့ဒီလိုပြောတာเนาะအဲ့တော့ဘုရားဖြစ်သူရောက်သွားတဲ့အခါမှာမသိဘူးလားဆိုသိဘာတွေရတယ်ဆိုတာရှင်းရှင်းလင်းလင်းသိသွားတယ်
အားလုံးသိကြတဲ့အတိုင်းပဲကဆုံလာပြီနေ့ညအာယုန်တက်ခဏိအချိန်မှာအာယုန်တက်တည်နဲ့တပြိုင်နဲ့ရတ္တမေရတ္တဖို့ကိုရပြီးရတ္တမေရတ္တဖို့ရဲ့အခြားမဲမှာတပ္ပိယုတ္တဉာဏ်ကြီးပါတွဲဖက်ပါလာပြီးသုံးလောကထွတ်ထားဖရာဖြစ်သူရောက်ရှိတယ်အဲ့တော့ဖရာဖြစ်ဖို့ဆိုတာပါရမီဖြည့်တုံးကလည်းပဲအမတန်မှပင်ပင်ပန်းပန်းဖြစ်ရတယ်တရားရှာတဲ့အခါမှာလည်းပဲပင်ပင်ပန်းပန်းရှာဖွေရတယ်ပင်ပင်ပန်းပန်းခက်ခက်ခဲခဲကြင်ကြံကြုတ်ကုတ်အထုံးမှာဒီထူးခြားတဲ့အသိဉာဏ်ကြီးတစ်ခုရရှိလာတယ်ဒါကြောင့်မို့ဖျားဖြစ်လာတဲ့အခါမှာကိစ္ဆေနမေအဓိကတံဆိုတဲ့စကားလုံးကိုသုံးတာငါပင်ပင်ပန်းပန်းရှာဖွေပြီးမှရလာတဲ့ဟာလွယ်လွယ်လေးနဲ့ရတာမဟုတ်ဘူးအင်တမကျိုးပန်းအထုတ်လို့ရလာတဲ့အရာဖြစ်တယ်ပေါ့အဲ့ဒါလို့ဖျားဖြစ်သူရောက်သွားတဲ့အခါမှာ49ရက်တာရရှိထားတဲ့အရတ္တဖို့ချမ်းသာကိုတဏှာတဏှာမှာ9ရက်စီ9ရက်စီတတ္တဌာန9ဌာနမှာသရင်သုံးနေထိုင်ပြီးတော့ထိုချိန်မှာဒီအစာအာဟာရသုံးဆောင်ခြင်းမရှိပဲနဲ့ဖျားရသော်ဖျားဟာဒီဖလားသမဘချမ်းသာကိုခံစားပြီးတော့49ရက်အချိန်ကိုကုန်လွန်စေခဲ့တယ်တဲ့နောက်ဆုံး49ရက်မြောက်ပြီးတော့အစာအာဟာရပြန်ပြီးဖုံးပေးပြီးတဲ့နောက်အစပါလညောင်းမင်းအောက်မှာထိုင်ရင်ဘာတွေစဉ်းစားမိတော့ဆိုတရားကိုပြန်ပြီးတော့ဆင်ញင်သုံးသပ်တာအဓိကတောခောမြာယံဓမ္မောငါသိတယ်ငါဟာတရားသူတရားမြတ်ကိုသိတယ်အဲ့ဒီငါသိတဲ့တရားဟာအဓိကတောခောမြာယံဓမ္မောဂံဘီရောအင်ဓမ္မနဲ့တယ်ဆိုတာတာမញ្ញံနဲ့လက်လမ်းမမီနိုင်ဘူးဒါလို့ဆိုလိုတာပေါ့ဂံဘီရအလွန်နဲ့တယ်ဒုတ်တသောနဲ့သည့်အတွက်ကြောင့်တာမန်အသိဉာဏ်နဲ့မမြင်နိုင်ဘူးဒုရနုဘောတော့မသိနိုင်ဘူးထိုးဖောက်ပြီးတော့မြင်နိုင်စွာမရှိဘူးတန်တော်တရားကအမြဲတမ်းငြိမ်သက်တယ်ပဏိဒအလွန်ပဲမွန်မြတ်တယ်အတ္တကဝါစရောတွေးတောကြံစီခြင်းဖြင့်ဒီတရားဓမ္မကိုနားလည်ဖို့မဖြစ်နိုင်ဘူးတနည်းအားဖြင့်ကြိုးကြောင်းဆင်ခြင်တဲ့ logic နည်းနဲ့ဒီတရားဆိုတာသိနိုင်တာမဟုတ်ဘူးဒီလိုဆိုလိုတယ်ပေါ့နိပုဏသိပြီးတော့သိမ်မွေလွန်းတယ်ပန္တိတဝေရဏိယတကယ်ပညာရှင်တွေမှသိနိုင်တယ်ဟောရသော်ဗျာသူသိခဲ့တဲ့သစ္စာ၄ပါးတရားနဲ့ပတ်သက်ပြီးတော့ငါသိတဲ့တရားဟာအလုံးကိုလေးနှစ်တဲ့တရားအလုံးကိုမြင်မှုခက်တဲ့တရားပညာရှိတဲ့ပုဂ္ဂိုလ်မှသာသိနိုင်တဲ့တရားဒါကိုစဉ်းစားတဲ့အခါအဲ့ဒီတရားတွေထဲမှာအဓိကအချက်နှစ်ချက်ကဘာတော့ဆိုရင်ပဋိစ္စသမုပ္ပါဒ်နဲ့နိဗ္ဗာန်ပဲပဋိစ္စသမုပ္ပါဒ်ဆိုတာအကြောင်းတရားကြောင့်အကျိုးဖြစ်နေတယ်ဆိုတဲ့သင်္ခါရတရားတွေရဲ့သဘာဝသင်္ခါရတရားတွေရဲ့သဘာဝကိုသိဖို့ဆိုတာအင်တမခဲနေဒါကြောင့်ဒါဖြစ်နေတယ်ဆိုတာဒါရှိနေလို့ဒါရှိနေရတယ်ဆိုတာသိဖို့အင်တမခဲနေဒါကြောင့်မို့တရားဓမ္မရဲ့နည်းနည်းမှုကိုဆင်ញင်သုံးသပ်တဲ့အခါမှာဒုဋ္ဌတံဣဒံထာဟောဒီပဋိစ္စသမုပ္ပါဒ်ဆိုတာသိဖို့အင်တမနားလည်ဖို့ခက်တယ်နားလည်ဖို့အင်တမခက်တယ်အကြောင်းရှိနေသမျှအကျိုးတရားတွေကိုထုတ်လုပ်နေဥမှာပဲအကျိုးတရားတွေဟာဖြစ်ပေါ်နေဥမှာပဲဆိုတဲ့ဒီပရိစ္ဆသမုပ္ပါဒ်ကို
သိဖို့အင်မတန်မှခက်ရင်တယ်နောက်တစ်ခုကနိဗ္ဗာန်ဆိုတဲ့အသင်္ကတဓာတ်နိဗ္ဗာန်ဆိုတဲ့အသင်္ကတဓာတ်သဗ္ဗသင်္ခါရသမထသင်္ခါရတရားတွေအလုံးငြိမ်းသွားတယ်အကြောင်းကြောင့်ဖြစ်ပေါ်နေတဲ့အကျိုးတွေအကြောင်းနဲ့အကျိုးပူးပေါင်းထုတ်နေတဲ့အကြောင်းမြောက်အကြောင်းကထုတ်လို့ဖြစ်ပေါ်နေတဲ့အကျိုးတရားတွေသင်္ခါရဆိုတဲ့သဘာဝတရားတွေဟာလုံးဝငြိမ်းသွားတယ်အဲ့ဒီငြိမ်းသွားတဲ့နိဗ္ဗာန်ဆိုတာကိုလေတရားဝါတွေသိမြင်ဖို့သဘောပေါက်ဖို့အမှန်တမ်းခက်တယ်ရသော်ဗျာသိတဲ့ထဲမှာကြည့်ဒီတရားနှစ်ခုသိဖို့အလွန်ခက်တယ်တရားရဲ့လေးနက်မှုကိုဆင်ခြင်စဉ်းစားပြီးတော့တရားဝါတွေရဲ့အခြေအနေကိုအာယုံစိုက်လိုက်တဲ့အခါမှာတရားဝါတွေကိုကြည့်လိုက်မယ်ဆိုရင်တရားဝါတွေဟာနေ့စဉ်နဲ့အမျှလူသားတွေကြည့်ကြည့်ဘယ်တရားဝါတွေပဲကြည့်ကြည့်ဘာတွေရှားနေကြတုံးဘယ်ထဲမှာပြောနေကြတုံးဆိုမျက်စိနဲ့မြင်ရတဲ့အာယုန်တွေရှားနေကြတယ်နားနဲ့ကြားရတဲ့အသံတွေကိုရှားနေကြတယ်နှာခေါင်းနဲ့နမ်းရှူရတဲ့အနံ့တွေလျှာနဲ့လျက်ရတဲ့အရသာတွေခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့အာယုန်ဆိုတာတွေရှားနေတာအဲ့တော့ဆိုလိုတာကကာမဂုဏ်အာယုန်တွေကိုပဲရှားနေကြတယ်ဟုတ်မဟုတ်ကိုစဉ်းစားကြည့်ပေါ့လူတွေကတော့ပြောလိုက်မယ်ကာမဂုဏ်အာယုန်ရှားတာမဟုတ်ပါဘူးစာဝတ်နေရေးအတွက်ပိုက်ဆံရှားနေတာပါလို့ပြောမှာပဲเนาะနာမည်မျိုးမျိုးနဲ့ပြောရင်တော့ငွေရှားတယ်အလုပ်ရှားတယ်အဲ့ဒီငွေတို့အလုပ်တို့ဆိုတာဘာတွေတုံးလို့ဆိုကာမဂုဏ်အာယုန်နဲ့လွတ်တာရှိမှမရှိတာဟုတ်ဒါကြောင့်မို့လို့စိတ်နှလုံးကဘယ်ဘက်ကိုဥလဲ့နေတုံးဆိုမျက်စိနဲ့မြင်ရတဲ့အာယုန်နားနဲ့ကြားရတဲ့အာယုန်နှာခေါင်းနဲ့နမ်းရှူရတဲ့အာယုန်လျှာနဲ့လျက်ရတဲ့အာယုန်ခန္ဓာကိုယ်နဲ့ထိတွေ့ရတယ်ကာယနဲ့ထိတွေ့ရတယ်အာယုန်အဲ့ဒီနှစ်ချိုက်เสียကောင်းတဲ့ကာမဂုဏ်အာယုန်တွေကိုသာရှားနေကြတယ်အဲ့ဓာတွေနဲ့ပဲပျော်မွေ့နေတယ်ဟောကာမဂုဏ်အာယုန်လွတ်ကင်းတဲ့ချမ်းသာဒုက္ခဆိုတာအိမ်မက်ထဲတောင်မမက်ဘူးတဲ့တရားဝါတွေအနေထားကြည့်လိုက်မယ်ဆိုအဲ့တော့တရားဓမ္မရဲ့လေးနက်မှုတရားဝါတွေရဲ့စိတ်ပြည့်เสียကောင်းလောက်အောင်ကာမဂုဏ်အာယုန်တွေထဲမှာစိတ်တွေနစ်မွန်းနေမှုအဲ့ဒီအခြေအနေနှစ်ခုပေါင်းစပ်ကြည့်လိုက်တဲ့အခါမှာမြတ်စွာဘုရားရဲ့စိတ်တော်ဟာဘာဖြစ်သွားတော့ဒီတရားတွေဟောလို့တော့သိမယ်မထင်ပါဘူးလို့ဒါကသဘာဝပဲအလန်းသိပ်ကွာနေတဲ့အခါမှာအလန်းသိပ်ကွာနေလွန်းတဲ့အခါမှာတရားနာမဲ့ပုဂ္ဂိုလ်ရဲ့အနေထားကအလွန်နှိမ့်ကြပြီတရားကအလွန်မြင့်နေတယ်ငါပြောလဲနားလဲမှာမဟုတ်ပါဘူးဆိုတဲ့ဒီနှစ်ခုရှင်စကြည့်လိုက်မယ်ဆိုရင်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီအတွေးပဲဝင်မှာပဲဒါသဘာဝပဲတချို့ကဒီနေရာမှာစောရကတက်တယ်ပါရမီဖြည့်လာကုန်ကြဲကိုကတတဝါတွေတရားဟောဖို့ဖြည့်လာတာမဟုတ်လားတဲ့ဘာဖြစ်လို့အခုလို့တရားဟောဖို့စိတ်ပြည့်ရတဲ့စကားမျိုးပြောရတယ်လဲလို့ဆိုတော့ဒါစဉ်းစားလိုက်တဲ့အခါမှာဒီလိုအခြေအနေမျိုးဖြစ်နေတာကိုဒီလိုအခြေအနေမျိုးဖြစ်ရင်ဒီအတွေးပဲဝင်မှာပဲအဲ့တော့ဘုရားဟာမြတ်စွာဘုရားသခင်ကိုရောမြတ်တရားရဲ့လေးနက်မှုနဲ့တရားဝါတွေရဲ့စိတ်ပြည့်ဖွယ်ကောင်းလောက်အောင်ကာမဂုဏ်အာယုန်တွေထဲမှာနစ်မွန်းနေမှုဒီနှစ်ခုပေါင်းစပ်လို့မရနိုင်လောက်အောင်အခြေအနေမြင်လို့တရားဟောလဲနားလဲကြမှာမဟုတ်ပါဘူးလို့ဆိုတဲ့အတွေးလေးဖြစ်တာပါအဲ့ဒီဖြစ်တဲ့အချိန်မှာမြတ်စွာဘုရားရဲ့အခြေအနေကိုအမြဲတမ်းစက္ကန့်မလတ်မိနစ်မလတ်စောင့်ကြည့်နေတဲ့တန်ဟန်ပတိပြမကြီးကနော်တန်ဟန်ပတိပြမကြီးကစိတ်ထဲမှာဟိုစိတ်ပြည့်ဖွယ်ကောင်းတဲ့အခြေအနေမျိုးကြီးဖြစ်မှာလို့စိုးရိမ်တကြီးနဲ့ဆင်းလာပြီးတော့မြတ်စွာဘုရားကိုတရားဟောဖို့ဆိုတာတောင်းပန်တယ်ပေါ့
တကယ်ကတော့မြတ်စွာဘုရားကတရားဝါတွေထဲမှာတရားသိမဲ့ပုဂ္ဂိုလ်ရှိမရှိဆိုတာကြည့်ကိုမကြည့်သေးဘူးမြတ်စွာဘုရားစဉ်းစားနေတာကတရားဓမ္မအနေထားနဲ့တရားဝါအများစုရဲ့အနေထားဒီနှစ်ခုပဲနှိုင်းယှဉ်ကြည့်နေတာဟုတ်အဲ့ဒီမှာသာအဋ္ဌိပြမကြီးကလာပြီးတော့တောင်းပန်လိုက်တယ်တောင်းပန်နေဆိုတဲ့နေရာမှာထို့တုတ်တန်နေမှာခုပါတရာတိတုတ်လို့လည်းခေါ်တယ်အရိယပရိယေသနတုတ်လို့လည်းခေါ်တယ်အဲ့ဒီတုတ်တန်နေမှာပြမကြီးကတရားဟောဖို့တောင်းပန်တာဆိုတာတစ်ချိန်ပဲပါတယ်ဝိနည်းငါးချမ်းထဲမှာပါတဲ့မဟာဝက်ကပါဠိမှာကြတော့၃ချိန်တောင်းပန်တယ်လို့ဆိုတာအဲ့တော့ဘယ်ဟာကပိုတဘာဝကြမလဲလို့စဉ်းစားမိတာကတော့နော်အကြောင်းတွေတော့ရှိကြတာပေါ့လေစဉ်းစားမိတာတော့တစ်ချိန်နဲ့တောင်းပန်တယ်ဆိုတာကတော့ပိုတဘာဝကြတယ်လို့ယူဆတယ်ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားကတရားဟောလို့ဖြစ်မယ်မထင်ပါဘူးလို့တွေးတဲ့အချိန်ပိုင်းလေးကအမြဲတမ်းတူတောင်းတဲ့အချိန်လေးလို့အဲ့ဒီအချိန်လေးမှာအာမတိပြမကနေတောင်းပန်တာကိုမြတ်စွာဘုရားကိုယ်တိုင်ကမသိတာမှမဟုတ်တာကိုအဲ့တော့မြတ်စွာဘုရားကိုယ်တိုင်ကအာမတိပြမကြီးကိုပြောပြလိုက်တယ်ကိစ္ဆေနမေအဓိကတံဟလန္တာနိပကာတိတုရာဂဒေါသပရိဒေဟိနာယံဓမ္မောတုတံပုရောငါပင်ပင်ပန်းပန်းသိထားတဲ့တရားဟောလို့တော့ဖြစ်နိုင်မယ်မထင်ဘူးတရားဝါတွေဟာရာဂတွေဒေါသတွေလွှမ်းမိုးနေတယ်အဲ့ဒီလွှမ်းမိုးနေတဲ့တရားဝါတွေဟာဒီတရားကိုသိဖို့မတမခရင်လိမ့်မယ်ဒါကြောင့်မို့ဟောမယ်ဆိုရင်ငါပင်ပန်းရုံပဲရှိမယ်လို့ဒီအတွေးကိုမြတ်စွာဘုရားကပြောပြီးတာမဏိပြမကြီးတောင်းပန်တာရဲ့ကိုရောမြတ်ကိုယ်တိုင်ကဒီလိုနှိမ့်ချနေတဲ့တတ္တဝါတွေရဲ့အကျိုးလိုလားတဲ့ကရုဏာတရားထားတာရဲ့ဒီနှစ်ခုနဲ့တတ္တဝါတွေကိုအလုံးကိုခြုံငုံပြီးသုံးသပ်ကြည့်လိုက်တဲ့အခါကျတော့တချို့သောတတ္တဝါတွေဟာအသိဉာဏ်ရှိကြတယ်တချို့သောတတ္တဝါတွေကတော့အသိဉာဏ်ကင်းမဲ့ကြတယ်ဆိုတဲ့တဦးနဲ့တဦးမတူညီမှုတွေကိုမြတ်စွာဘုရားအာယုံပြုတ်ပြီးတော့လေ့လာသုံးသပ်ကြည့်တဲ့အခါမှာတွားပြီးတော့တွေ့ရတယ်အဲ့ဒီလိုလေ့လာတွေ့လို့ဒီအချိန်မှာတရားဝါတွေရဲ့အနေအထားကိုကြည့်တဲ့ဗုဒ္ဓစက္ခုလို့ခေါ်တဲ့အိန္ဒရိယပရောပရိယတိဉာဏ်နဲ့အာတယနုတ္တယဉာဏ်အိန္ဒရိယပရောပရိယတိဆိုတာတတ္တဝါတွေရဲ့ခံနိုင်တဲ့အနေအထားရှိတဲ့စိတ်အခြေအနေအနုအယံကိုသိတာအိန္ဒရိယပရောပရိယတိဉာဏ်လို့ခေါ်တယ်အာတယနုတ္တယဉာဏ်ဆိုတာတတ္တဝါတွေတန်တရာကပါလာတဲ့နှလုံးသွင်းတဲ့တန်တရာကပါလာတဲ့စိတ်ရဲ့အနေအထားတွေကိုမြတ်စွာဘုရားဆင်ញင်သုံးသပ်ကြည့်တာဆင်ញင်သုံးသပ်ကြည့်ပြီးတော့တရားဟောလို့နားလည်နိုင်တဲ့တ attva တွေဘဝိတ္တန္တိဓမ္မတအညာတာရောတရားကိုသိနိုင်လောက်တဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုတာကိုယ်တိုင်သိမြင်တော်မူလာတယ်ပေါ့အကယ်၍မနာရဘူးဆိုရင်တ attva တွေဟာဆုတ်ယုတ်သွားကြလိမ့်မယ်ကိုယ်တိုင်သိတဲ့အတိုင်းမြတ်စွာဘုရားမိမိခဲခဲရင်ရင်ပင်ပင်ပန်းပန်းရှာကြံထားလို့သိလာတဲ့အဓိကသစ္စာ၄ပါးတရားကိုဘယ်သူကိုဟောရမလဲလို့ဆင်ញင်သုံးသပ်ပြီးတော့ကြည့်တဲ့အခါမှာတပ္ပထကျင့်စဉ်ကျင့်တော့ကသူကိုယ်တိုင်နီးခံခဲ့တဲ့အာလာရကာလမဆိုတဲ့ဆရာကြီးကိုသွားတတိရတယ်သွားတတိယပြီးအာလာရကာလမဆိုတဲ့ဆရာကြီးကအမှန်တမ်းဉာဏ်ထက်တယ်စိတ်သဘောထားလည်းကောင်းတယ်သူ့ကိုဒီတရားပြောပြလိုက်ရင်သူအလွယ်တကူနားလည်မှာပဲလို့ဆိုတဲ့အချိန်မှာပဲရသော်ဘုရားရဲ့နားထဲမှာကြားလာတာအာလာရကာလမမရှိတော့ဘူးတဲ့9ရက်လောက်ကနေဆုံးသွားပြီဆိုတဲ့အတန်တစ်ခုကြားလိုက်တယ်ကိုယ်တိုင်လည်း
ဆင်ញင်စဉ်းစားကြည့်ပြီးအာလာရကာလမှာအခြေအနေကိုကြည့်လိုက်တဲ့အခါအော်မရှိတော့ဘူး9ရက်လောက်ကဆုံးသွားပြီဆိုတာသိလိုက်တယ်ပေါ့အဲ့ဒီအချိန်မှာဒီတရားကိုဘယ်သူဟောရမလဲလို့နောက်ထပ်ကြည့်တော့ဥဒကရာမဗုဒ္ဓဆိုတဲ့ဆရာကြီးလည်းစိတ်တော်ရာလည်းအမတန်ကောင်းတဲ့အသိဉာဏ်နဲ့ထက်တယ်သူကိုဟောရင်တော့မြန်မြန်သိမှာပဲလို့အာယုံဆိုင်လိုက်တဲ့အချိန်လေးမှာဥဒကရာမဗုဒ္ဓဆရာကြီးမင်းညကကွယ်လွန်သွားပြီတဲ့ဆိုတဲ့အတန်ကြားလာတော့ကိုယ်တိုင်လည်းကြည့်လိုက်တဲ့အခါဟုတ်တယ်ဥဒကမရှိတော့ဘူးဆိုတော့မြတ်စွာဘုရားအတော်ကိုဆုံးရှုံးနစ်နာသွားကြပြီစိတ်ထဲမှာဒီလိုဖြစ်ပြီဘယ်သူကိုအရင်တရားဟောရမလဲလို့ဆိုတော့ဒုက္ခရစရိယာကျင့်နေတဲ့အချိန်ဥရဝေလာတော်မှာဒုက္ခရစရိယာကျင့်နေတဲ့အချိန်မှာအနိပါကနေအကူအညီပေးအားပေးနေကြတဲ့ပင်စဝဂ္ဂီတွေဟာဒီပင်စဝဂ္ဂီတွေဟာငါ့ပေါ်မှာကျေးဇူးရှိကြတယ်ဒီနေရာမှာမြတ်စွာဘုရားကသူ့ပေါ်မှာကျေးဇူးရှိလို့တရားဟောတာတော့မဟုတ်ဘူးကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ကိုယ့်ပေါ်မှာကျေးဇူးပြုဘူးတဲ့ပုဂ္ဂိုလ်ကိုတတိရတယ်ဆိုတာသူတော်ကောင်းတို့ရဲ့သဘောမျှတာဖြစ်တယ်ပေါ့ငါပေါ်ကျေးဇူးရှိရင်ဟောမယ်ငါပေါ်ကျေးဇူးမရှိရင်မဟောဘူးဆိုတဲ့အနေအထားမျိုးမဟုတ်ဘူးနော်ပင်စဝဂ္ဂီတွေတစ်ချိန်လုံးကငါပေါ်မှာကျေးဇူးရှိခဲ့ကြတယ်ဆိုတာကိုပင်စဝဂ္ဂီတွေဘယ်ရောက်နေပါလဲလို့ကြည့်တော့ပင်စဝဂ္ဂီတွေဟာဣတိပတ္တနာပဲထွက်သွားကြပြီဗာရဏသီဘက်ကဣတိပတ္တနာတောထဲမှာနေထိုင်နေကြတယ်ဆိုတာကိုမြင်တော့ပင်စဝဂ္ဂီတွေကိုပဲငါတရားဥဟောမယ်လို့ဥရဝေလာတော်မှာရက်အနည်းငယ်နေထိုင်ပြီးဘုရားအလောင်းတော်ဟာရက်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ဝါဆိုလာဇန်9ရက်လောက်မှာစတင်ပြီးတော့ဗာရဏသီပြည်ဘက်ကိုခီးထွက်တယ်။ကုန်းချောင်းလျှောက်ပြီးတော့သွားတာ18ယူဇနာဝေးกว่าတဲ့ဗာရဏသီဘက်ကိုကုန်းချောင်းခရီးနဲ့ကြွသွားတယ်။လမ်းမှာဘယ်သူနဲ့တွေ့တော့ဆိုရင်ဥပကဆိုတဲ့အာဇီဝကကြီးတူနဲ့တွေ့တယ်။ဥပကဆိုတဲ့အာဇီဝကဆိုတာအဝတ်မိုးကြဘူးမုံစိတ်မွေးတွေထူလပြစ်နဲ့နော်ညစ်ညစ်ပတ်ပတ်နေတဲ့ခန္ဓာကိုယ်သုတ်တင်ခြင်းမရှိတဲ့ဖြစ်တယ်လို့နေပြီးတော့နေကြတဲ့တက္ကရုံးအကျင့်ကိုကျင့်တဲ့ဥပကနဲ့တွေ့ရင်ဆိုင်တွေ့တဲ့အခါမှာဥပကကကြည့်ပြီးတော့မြတ်စွာဘုရားကိုမြင်တဲ့အခါအဲ့ဒီအချိန်မှာတတ်တော်က35နှစ်ဆိုတော့အမှန်တမ်းငယ်သေးတာဟုတ်ငယ်သေးတော့ရုပ်ရည်ကလည်းမတမဖြောအသက်အရွယ်ကလည်းနုနေငယ်ရွယ်အဲ့ဒါကိုမြင်ရတဲ့အခါကျတော့သူ့စိတ်ထဲမှာထူးဆန်းတယ်ဘယ်သူကိုဆရာတင်ပြီးတော့ရဟန်းဘဝရောက်လာတာလဲသင်ဆရာဘယ်သူလဲစတဲ့မေးခွန်းတွေကိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကပြောတော့ဆိုနမေအာစရိယောအဋ္ဌိငါမှာဆရာမရှိဘူးဆရာမရှိဘူးဆိုတာဘာကိုပြောတာတော့ဝိပဿနာကျင့်စဉ်နဲ့ပတ်သက်ပြီးဆရာမရှိဘူးအခုသိတဲ့တရားဟာဘယ်သူမှလမ်းပြတာမဟုတ်ဘူးကိုယ်ပိုင်ဉာဏ်နဲ့သိတာသာဖြစ်တယ်ပေါ့ဒါကြောင့်မို့လောကုတ္တရာတရားနဲ့ပတ်သက်လာတဲ့အခါမှာဘုရားကငါမှာဆရာမရှိဘူးဆိုပြီးတော့ပြောလိုက်တဲ့အခါဥပကကြီးကအံ့ဩပြီးတော့ဒီလိုဆိုလို့ရှိရင်ဇိနလို့ခေါ်ထိုက်သလားသူတို့ကအရာခသိန်းကိုအောင်မြင်တဲ့ပုဂ္ဂိုလ်ကိုဇိနသူတို့အတန်နဲ့ကြတော့ဂျိနလို့ခေါ်တယ်အခုဂျိန်းဆိုတာအဲ့ဒီကလာတဲ့စကားပေါ့နော်ဂျိနအောင်မြင်သူလို့ဆိုတော့မြတ်စွာဘုရားကတုံ့ပြန်ပြီးတော့ပြောကြတယ်ဟုတ်တယ်မကောင်းမှုအကုသိုလ်မှန်သမျှငါအောင်မြင်ပြီးသားဖြစ်တယ်ဒါကြောင့်မို့ငါဟာဇိနအစစ်ပဲလို့တုံ့ပြန်ပြောဆိုလိုက်တဲ့အခါ
ဥပက္ခကြီးကသဘောကျသွားတယ်သဘောကျသွားတယ်ငယ်လဲငယ်တယ်စကားပြောတာလဲရင်ကျေးတယ်ပြတ်သားတယ်မျက်နှာအဆင်းကလည်းရွှင်လန်းတယ်ကြည်လင်တယ်ဒီပုဂ္ဂိုလ်ဟာပုဂ္ဂိုလ်လူပုဂ္ဂိုလ်မြတ်ဖဲလို့ဆိုပြီးတော့လမ်းဖယ်ပေးသွားတယ်သူကအသက်ကြီးပေမဲ့လို့လမ်းဖယ်ပေးပြီးတော့သွားတယ်အဲ့တော့မြတ်စွာဘုရားကလည်းရှေ့ဆက်ပြီးတော့ကုန်းကြောင်ခရီးလျှောက်လန်းပြီးတော့သွားတာဒါပထမဆုံးတရားဓမ္မကိုဖြန့်ဖြူးဖို့ကိုယ်တိုင်ခဲခဲရင်းနဲ့ရှားပွေလို့သိလာတဲ့တရားဓမ္မကိုရှေးဥစွာဖြန့်ဖြူးဖို့ပထမဆုံးခရီးထွက်လာခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒါလို့ခရီးထွက်တဲ့အခါကျတော့ဗာရဏသီပြည်ဣတိပတနာတောကိုဝါဆိုလာပြီနေ့အချိန်မှာဝါဆိုလာပြီနေ့အချိန်မှာညနေဆောင်ရောက်သွားတယ်ပေါ့နေမဝင်ခင်ရောက်သွားတယ်ရောက်သွားတော့ပိဿဝဂီတွေကခလန်းလန်းကလေးကမြတ်စွာဘုရားကြွလာတာကိုမြင်ကြတယ်မြင်ကြတော့ဟိုမှာရဟန်းဂေါရမတော့လာနေပြီအကျင့်ကနေထွက်ပြီးတော့နော်ပေါ့ပေါ့ရောရောနဲ့ဟိုသွားဒီသွားနေတယ်အဲ့တော့အခုတို့စီရောက်လာပြီလာတဲ့အခါကျတော့ဘယ်သူမှခရီးဥကြုံမဆိုနဲ့သူ့ထဲမှာပါတဲ့တပိတ်သင်္ကန်းကိုဘယ်သူမှမယူကြနဲ့သို့တော့နေရာထိုင်ခင်းလေးတော့ပေးထားထိုင်ရင်ထိုင်လိုက်မယ်ဘယ်သူမှခရီးဥကြုံမဆိုနဲ့လို့ဆိုပြီးတော့တိုင်ပင်ကြတာဘာဖြစ်လို့ဒီလိုလုပ်တာတော့ဆိုဖះလောင်းဘဝတုန်းကအလွန်မြွန်လင်းချက်ကြီးစွာ6နှစ်နီးပါးကအနိနာမှာနေခဲ့ကြတာအဲ့ဒီမှာဒုက္ခရစရိယာအကျင့်ကိုလက်လျှော့သွားကြတဲ့ကသူတို့ကစိတ်ပြက်သွားကြတယ်စိတ်ပြက်သွားပြီးတော့အထင်လွဲသွားတယ်အဲ့ဒါကြောင့်မို့လို့ရသော်ဘုရားကြွလာတဲ့အခါကျခီးဥကျုမဆိုးကြဘူးမဆိုးကြနဲ့လို့ဆိုပြီးတော့ကတိကဝတ်လုပ်ကြအနိနာလည်းရောက်လာရောမနေနိုင်ဘူးတဲ့ဘာဖြစ်လို့မနေနိုင်တာတော့လို့ဆိုတော့သူတို့လည်းကပိလူဝတ်သားတွေပဲလေမြတ်စွာဘုရားငယ်စဉ်တုန်းကတည်းကဘုရားကမင်းသားသူတို့ကဘုရင်ကိုမိကိုပြီးအသက်မွေးရတဲ့ပုံနာတွေအဲ့တော့မင်းသားလာတယ်ဆိုတော့မနေရဘူးပေါ့ဒါလည်းပါမှာပေါ့မြတ်စွာဘုရားရုပ်အစင်းအင်္ဂါရဲ့ချီလင်မှုမျက်နာရဲ့တည်ငြိမ်အေးချမ်းမှုတွေကိုမြင်လိုက်ရတဲ့အခါမှာမနေနိုင်ကြဘူးခီးဥကျိုဆိုတဲ့ကိုရောဆိုနော်ပါလာတဲ့တပိတ်ကိုလှမ်းယူတဲ့ပုဂ္ဂိုလ်ကယူအဲ့ဒါလို့နေရာထိုင်ခင်းပြီးမြတ်စွာဘုရားထိုင်ပြီးတဲ့အခါကျတော့မြတ်စွာဘုရားကပိဿဝဂီတွေကိုစပြောတယ်ငါထူးခြားတဲ့တရားဓမ္မကိုရလာပြီငါပြောတာနားထောင်ကြငါပြောတဲ့အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်မင်းတို့မကြာခင်ပဲဗြဟ္မစရိယကျင့်စဉ်တစ်ခုရဲ့အဆုံးသတ်ရတ္တမေရတ္တဖို့ဆိုတာကိုယ်တိုင်သိရှိလက်တွေ့ရရှိကြမှာဖြစ်တယ်လို့ဆိုတော့လက်မခံဘူးမြတ်စွာဘုရားကိုဓာန်တူဆက်ဆံပြီးတော့စကားပြောကြတယ်အာဟုသောဂေါရမငါရှင်ဂေါရမမိတ်ဆွေဂေါရမဒီလိုစကားလုံးနဲ့သုံးတယ်ဆရာအနေနဲ့ဆက်ဆံပြောဆိုခြင်းမရှိဘူးဓာန်တူအနေနဲ့ဆက်ဆံပြီးတော့ပြောကြတယ်ဘယ်လိုပြောတော့ဆိုဒါငါရှင်ဂေါရမမဖြစ်နိုင်ပါဘူးတဲ့ဟိုတုန်းကအကြီးအကျယ်ပြင်းပြင်းထန်ထန်အကျင့်နေဒုက္ခရစရိယအကျင့်နေကျင့်နှုန်းကမှထူးခြားတဲ့အသိဉာဏ်မရတာအခုလိုရှောက်သွားနေတာတရားမလုပ်ဘဲနဲ့ရှောက်သွားနေတာဘယ်လိုလုပ်ရမှာတော့မယုံဘူးအဲ့ဒီမယုံတဲ့ပုံကိုယ်တွေကိုစီယုံရတယ်ဆိုတာလွယ်တာမှမဟုတ်တာတရားဆိုတဲ့ယုံကြည်မှုကအမှန်တမ်းအရေးကြီးတယ်မယုံဘူးလက်မခံဘူးအသိဉာဏ်ရလာတယ်ဆိုတာလက်မခံသေးသမျှကာလပတ်လုံးနားထောင်မှာမဟုတ်ဘူး
အဲ့တော့မြတ်စွာဘုရားကတစ်ချိန်မဟုတ်ဘူးနှစ်ချိန်သုံးချိန်ထိအောင်ပြောတာကိုပဲသူတို့လက်မခံကြဘူးနောက်ဆုံးကြတော့မြတ်စွာဘုရားကသူတို့မေးခွန်းထုတ်လိုက်တယ်နေပါအောင်နဲ့6နှစ်ဒုက္ခရစရိယာကျင့်နေတော့ငါတရားဓုရပြီလို့ဘယ်နှခါများပြောဘူးလေလို့ဆိုတော့အဲ့ဒီကြတော့မှသူတို့စဉ်းစားမိတာဟုတ်သားပဲတို့ကိုအားပေးတဲ့အနေနဲ့စိတ်အားမလျှော့ကြနဲ့ငါရတော့မှလို့တခါမှပြောဘူးတဲ့မြတ်စွာဘုရားဘယ်တော့မှသူတို့အားပေးစကားပြောခဲ့တာမရှိဘူးအခုသူတကယ်ရလို့ပြောတာပဲလို့ဆိုပြီးတော့ချက်ချင်းကြီးပဲသူတို့စိတ်ထားပြောင်းသွားပြီးတော့လေးစားမှုပြကြတယ်အဲ့ဒီကနေစပြီးတော့ပြောခဲ့သလားဆိုတော့နောဟိတံဗန္တိအာဟုသောဆိုတဲ့အသုံးကမလေးမစားပြောတဲ့အသုံးကိုဗန္တိဆိုတဲ့အသုံးကိုပြောင်းပြီးချက်ချင်းသုံးကြတယ်နော်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကပင်စဝဂ္ဂီတွေကိုငါတရားဓုတရားမြတ်ရလာပြီနားထောင်ညငါဆုံးမတဲ့အတိုင်းလိုက်နာကျင့်သုံးကြမယ်ဆိုလို့ရှိရင်ငါကိုယ်တိုင်သိတဲ့တရားဓုတရားမြတ်ကိုသင်တို့ကိုယ်တိုင်လည်းပဲသိနိုင်မယ်ဘလောက်ကျေနပ်စရာကောင်းလို့ငါသိတာမင်းတို့လည်းသိနိုင်တယ်ဟောသိနိုင်အောင်ငါပြောတဲ့အတိုင်းလုပ်ကြလို့ဆိုပြီးတော့အလုံးသိကြတဲ့အတိုင်းပင်စဝဂ္ဂီတွေကိုတပည့်ဆက်ကြာတရားစတင်ပြီးတော့ဟောကြားခဲ့တာပေါ့အဲ့ဒီမှာတပည့်ဆက်ကြာတရားဟောကြားတဲ့အချိန်မှာပင်စဝဂ္ဂီ၅ပါးလုံးဟာသဘောပေါက်ခြင်းမရှိကြဘူးကွန်တင်ညတဝါသာလင်ရှေးဥစွာသဘောပေါက်ပြီးတော့ကွန်တင်ညကတပည့်ဆက်ကြာတရားလဲဟောပြီးရောမြတ်စွာဘုရားထံတပိတာဝကအဖြစ်ခံယူဖို့လျှောက်ထားတယ်အဲ့ဒီမှာတပိဖြစ်ယဟန်ဖြစ်လက်ခံလိုက်တာပထမဆုံးရှင်ကွန်တင်ညယဟန်ဖြစ်ကိုရရှိလာတယ်ပေါ့နောက်ရက်တွေမှာနှစ်ပါးကဆွမ်းခံတွဲတယ်နော်သုံးပါးကတရားအထုတ်ကြတယ်တခါသုံးပါးကဆွမ်းခံထွက်တယ်နှစ်ပါးကိုတရားအထုတ်တယ်အနိကကြီးချက်ပြီးတော့မြတ်စွာဘုရားနားလည်အောင်သွန်သင်ဆုံးမပေးတယ်မကြခင်မဲ့ပင်စဝဂ္ဂီတွေဟာဝါဆိုလာပြီကျော်1ရက်နေ့မှာတစ်ပါး2ရက်နေ့တစ်ပါး3ရက်နေ့တစ်ပါး4ရက်နေ့တစ်ပါးဆိုလို့ဓမ္မစက္ခုဆိုတဲ့ဓမ္မအမြင်တွေကိုရရှိပြီးတော့သွားကြတယ်နောက်ဆုံး9ရက်နေ့ရောက်တဲ့အခါအနတ္တလက္ခဏာသုတ်ကိုဟောကြားခြင်းဖြင့်အလုံးဟာယန္တာဖြစ်ကိုရောက်သွားကြတယ်လို့ဒါမြတ်စွာဘုရားပထမဆုံးသူသိတဲ့တရားကိုရှင်းလင်းဟောကြားလို့ယန္တာဖြစ်သူရောက်သွားကြတဲ့အချိန်မှာပိဿဝဂ္ဂီ၅ပါးနဲ့မြတ်စွာဘုရားနဲ့ပေါင်းလို့ရှိရင်လောကမှာယဟန္တာ6ပါးပွင့်ပေါ်တဲ့အချိန်ပဲဖြစ်တယ်ပေါ့အဲ့ဒီလိုလောကမှာယဟန္တာ6ပါးပွင့်ပေါ်လာပြီးတော့မြတ်စွာဘုရားဟာဒီဗာရဏသီမှာပဲဆက်လက်ပြီးတော့သတင်းသုံးနေတယ်ဆက်လက်သတင်းသုံးပြီးဣတိပတနတောမှာပဲနေတဲ့အချိန်မှာဗာရဏသီကနာမည်ကြီးတထေးသားတယောက်မိုးရာသီမှာနေတဲ့မိုးရင်းကာလမိုးရာသီမှာနေတဲ့အဆောင်ကနေပြီးအမျိုးသမီးအတီးမှုတ်ဖြောပြေမှုတွေနဲ့ညလုံးမောက်နေထိုင်ရာကနေပြီးတော့စိတ်ပြည့်ညင်းငွေ့ပြီးတော့မိုးမလင်းငယ်မဲ့အိမ်ကနေထွက်ခွာလာခဲ့တာဣတိပတနာတောဘက်ကိုရောက်လာတယ်ဣတိပတနာတောဘက်ကိုရောက်လာတော့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာမြတ်စွာဘုရားကတရားဓမ္မဟောလို့စိတ်ငြိမ်းချမ်းမှုကိုရလာမနေ့မိုးလင်းတော့သူ့အဖေတထေးကြီးကလိုက်ပြီးတော့ရှာတယ်လိုက်ရှာတော့သူ့ရဲ့ခြေနှင်းရာကိုတွေ့လို့ဣတိပတနာတောဘက်ကိုလိုက်လာပြီဖះနဲ့တွေ့တော့မေးတယ်အရှင်ဘုရားယတဆိုတဲ့သူငယ်ဒီများလာသလားလို့ဆိုတော့မြတ်စွာဘုရားကအေးထိုင်မအောင်ဒီနားမှာထိုင်ရင်မဲ့သူတွေ့ပါလိမ့်မယ်လို့ဆိုဝမ်းသာသွားတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကသူ့ကိုတရားဟောတော့သောတပန်ဖြစ်သွားတယ်ယတရဲ့ဖခင်တထေးကြီးကိုတရားဟောနေတဲ့အချိန်ယတကလည်းအနန္တမှာရှိတယ်သို့တော်မြတ်စွာဘုရားက
သားဖနှစ်ယောက်အဖလှုပ်တဲ့ပုဂ္ဂိုလ်ကတောကတွေဖြစ်ပြီးတော့လာတာဖြစ်သည့်အတွက်ကြောင့်ချက်ချင်းစုံတွေ့မပေးလိုက်သေးပဲနဲ့တရားဟောလို့တရားနားလည်တဲ့အခါကျမှစုံတွေ့ပေးလိုက်တဲ့အခါမှာသိဝမ်းသာသွားတယ်အဲ့ဒီအချိန်မှာတထေးကြီးကသောတာပန်ဖြစ်ပြီးတော့ယတသရသားကယဟန္တာဖြစ်နေတယ်ပေါ့အဲ့ဒီအချိန်ကျမှစုံတွေ့လိုက်တော့သူ့သားကိုတင့်ရဲ့အမေနဲ့မိသားစုကအင်တမစိတ်ပူပန်နေကြတယ်အိမ်ပြန်လိုက်ခဲ့ပါလို့ခေါ်တော့မြတ်စွာဘုရားကရှင်းပြတယ်တင်သိတဲ့တရားမျိုးဆုံးသက်ထိအောင်ယတဟာသိသွားပြီအရင်တုန်းကလို့ကာမဂုဏ်အာယုန်တွေနဲ့ပြန်ခံစားနိုင်ဖို့အနေအထားမျိုးမရှိတော့ဘူးဆိုတော့တထေးကြီးကဝမ်းသာသွားတယ်အကယ်၍သာသူမြတ်စွာဘုရားရဲ့တရားကိုမသိဘူးဆိုရင်နားလည်မှာမဟုတ်ဘူးပေါ့အဲ့ဒါနဲ့မြတ်စွာဘုရားနဲ့ယတကိုအိမ်ကြွဖို့ဆွမ်းစားပင့်သွားပြီးမိသားစုမြတ်စွာဘုရားနဲ့ယတကိုလှုပ်ကြွေးပြုစုကြတဲ့အချိန်မှာမြတ်စွာဘုရားတရားဟောလို့ယတရဲ့မေတော်နဲ့လူဘဝကဇနီးတယ်တို့ဟာသောတာပန်ဖြစ်ပြီးတော့ဘုရားဘာသာဝင်ဖြစ်သွားကြတယ်ဒါကဗာရဏသီဣတိပတ္တနမှာအခုလိုဘုရားမြတ်စွာရဲ့တရားဓမ္မတွေကိုနားလည်လာလို့ယတဆိုတဲ့အမျိုးကောင်းသားတစ်ယောက်ဟာယဟန်ဘဝကိုရောက်လာခဲ့ပြန်တယ်နော်အဲ့ဒီမှာလောကမှာယဟန္တာ9ပါးဆိုတာဖြစ်သွားပြန်နောက်တစ်ခါယတသင်္ကန်းဝတ်သွားတဲ့ဆိုတာယတဆိုတာအမြဲတမ်းချမ်းသာတယ်ဗာရဏသီပြည်ကထိတ်တန်းတထေးရဲ့သားဒီလိုပုဂ္ဂိုလ်အတောင်ချမ်းသာတွေစွန့်လွတ်ပြီးတော့ယဟန်ဖြစ်သွားတယ်ဆိုတော့သူ့ရဲ့တငယ်ချင်းတွေကအလွန်အံ့ဩတယ်ဒါဟာအောက်တန်းကြတဲ့အဆုံးအမမျိုးမဟုတ်ဘူးယတလို့ပုဂ္ဂိုလ်ဟာအမှန်တမ်းဉာဏ်ရှိတယ်သူတောင်မှဒီသာသနာဝင်ရောက်တယ်ဆိုတော့တာမန်သာသနာတော့မဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမထူးခြားတာဖြစ်ရမယ်ဆိုပြီးယတစီလိုက်သွားကြတယ်ဝိမလာတဲ့သူပါဟုတဲ့ပုံနစီတဲ့ခဝံပတိတဲ့အဲ့ယတရဲ့တငယ်ချင်း၄ယောက်ဟာလိုက်လာကြလိုက်လာတော့သူတို့၄ယောက်ကိုမြတ်စွာဘုရားစီပို့တော့မြတ်စွာဘုရားကတရားဟောလိုက်တဲ့အခါသူတို့လည်းကျွတ်တရားရပြီးတော့သာသနာပေါင်းဝင်ရောက်သွားကြတယ်ဟောသာသနာပေါင်းမှာယဟန္တာအရေးအတွက်ဟာတိုးတက်လာယတရဲ့ဒီ၄ဦးဝင်လာတဲ့အခါကျ7ပါးမြောက်ဖြစ်သွား7ပါးဖြစ်သွားအဲ့ဒီအချိန်မှာနယ်တွေမှာရှိကြတဲ့ယတရဲ့တငယ်ချင်းတွေက90လောက်ရှိတယ်နယ်ဒေသကတထေးမျိုးတွေရဲ့အဆန်ချမ်းသာတဲ့တထေးသားတွေကြီးပဲယတသင်္ကန်းဝတ်သွားတယ်လို့လဲကြားရောသူတို့လည်းပဲလာကြတယ်လာတွေ့ကြတယ်အဲ့ဒါလို့လာတွေ့တဲ့ပုဂ္ဂိုလ်တွေအားလုံးကိုမြတ်စွာဘုရားစီပို့တော့ဘုရားတရားဟောလိုက်တဲ့အခါမှာလာတွေ့တဲ့တငယ်ချင်း90လုံးဟာမြတ်စွာဘုရားတရားကိုသိရှိနားလည်ပြီးတော့ယန္တာဖြစ်သူရောက်သွားကြတယ်အဲ့ဒီအချိန်မှာလောကမှာဘုရားပါဝင်ယန္တာပေါင်း60နဲ့တပါးပေါ်ထွန်းတဲ့အချိန်ဖြစ်လာတယ်ဒီလိုလောကသားတွေရဲ့အကျိုးအတွက်မြတ်စွာဘုရားတရားဓမ္မကိုရှင်းလင်းပြသပြီးတော့ဟောကြားဆုံးမခဲ့တာဖြစ်တယ်ပေါ့အဲ့ဒါလိုဟောကြားဆုံးမပြီးတော့ယန္တာ60ပါးပေါ်ထွန်းတဲ့အချိန်မှာမြတ်စွာဘုရားကယဟန်တော်တွေကိုဗာမေးရှိတယ်လဲလို့ဆိုရင်မုတ်တောဟံသဗ္ဗပါတိဟိငါဟာညွတ်ကွင်းနေအားလုံးကနေကြော့ကွင်းနေအားလုံးကလွတ်ပြီးသင်တို့လည်းပဲညွတ်ကွင်းနေအားလုံးကလွတ်မြောက်ခဲ့သူတွေဖြစ်ကြပြီဒါကြောင့်မို့တရားဝါတွေရဲ့အကျိုးအများတ attva တွေကောင်းကျိုးချမ်းသာရဖို့အများတ attva တွေပေါ်မှာကရုဏာထားပြီးတော့တရားဓမ္မဟောပြောကြခရီးဒေသစာတွေထွက်ကြတလန်းထဲကို2ပါးမသွားကြနဲ့အားလုံးထွက်ပြီးတော့တရားဓမ္မကိုရှင်းလင်းဟောပြောကြလို့မြတ်စွာဘုရားကတိုက်တွန်းပြီးသာသနာပြုလွှတ်ခဲ့တယ်ငါကိုယ်တိုင်လည်းပဲဥရုဝေလဘက်ကိုပြန်သွားမယ်လို့ဟောဝါတွင်ကာလဣတိပတ္တနမှာနေတော့မြတ်စွာဘုရားကယဟန္တာအပါ60ကိုသာသနာပြုဖို့တိုက်တွန်းပြီးတော့ဆေလွှတ်ခဲ့တယ်ပေါ့အဲ့ဒီလိုမြတ်စွာဘုရားဟာအေးဆေးဆေးနေထိုင်တော်မူခြင်းမပြုဘဲနဲ့
လောကသားတို့ရဲ့အကျိုးအတွက်မနာမနေဆောင်ရွက်တော်မူခဲ့တယ်ဆိုတဲ့ဘုရားမြတ်စွာရဲ့ကရုဏာတရားလုံလဝီရိယစွမ်းပကားတွေကိုမှတ်သားကြည်ညိုကြပြီးတော့တို့တွေလည်းမြတ်စွာဘုရားရဲ့ဂုဏ်တော်ခြေဆုတော်တွေကြောင့်ယနေ့အခါမှာအမှန်တရားကိုသိရှိခွင့်ရကြတယ်လို့ကိုယ်စီသဘောကျပြီးမြတ်စွာဘုရားကိုအားကျကြည်ညိုခြင်းဖြင့်ကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဘောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကသာသနာ